ယ်မျိုးဤကြီးနူးဝမ်းမြောက်ဖွယ်ယနေ့တွင်မြန်မာထိုင်းနှင့်ခြားနိုင်ငံများရှိမျိုးများအသီးသီးမှလူအများအပြားပါဝင်ဆင်နွှဲကြပါသည်2014ခုနှစ်နိုဝင်ဘာလ6ရက်ကြာသပတေးနေ့ဇောင်းမုံလာပြည့်နေ့အခါတော်တွင်ပြည်တော်စုမြန်မာနိုင်ငံထားဝယ်မြို့လယ်၌ကျင်းပသောဇောင်းနိုင်ပွဲတော်နှင့်အခြားပွဲတော်သုံးခုတို့သည်ကြီးညူးချမ်းမြေ့မှုနှင့်ဝမ်းမြောက်မှုတို့ဆောင်ကျဉ်လာပါညနေပိုင်းတွင်ဗုဒ္ဓဘာသာဝင်များစွာတို့သည်စီမီပူဇော်ရန်နှင့်မိဘုံမြန်များလွတ်တင်ပူဇော်ရန်ရွှေဝဲသီရိအားကစားခန်းမသို့စုရုံးရောက်ရှိလာကြပါသည်ယခုပွဲတော်ကြီးအားသမိုင်းဝင်အထိမ်းအမှတ်များတည်ဆောက်ရန်နှင့်ဗုဒ္ဓဘာသာ၏ကြီးမြတ်မှုကိုကမ္ဘာမှသိမြင်စေရန်ထိုင်းနှင့်မြန်မာဗုဒ္ဓဘာသာဝင်များမှအထူးလက်တွဲလှုပ်ဆောင်ပြီးစူးစီးကျင်းပခြင်းဖြစ်ပါသည်ယခုညနေခင်းအခမ်းအနားသို့ထိုင်းနှင့်မြန်မာဘုန်းတော်ကြီးများတက်ရောက်လာကြပါသည်အခမ်းအနားသို့ဗုဒ္ဓဘာသာဝင်များစွာတို့သည်အားကစားခန်းမမဆန်းအောင်ပင်တက်ရောက်လာကြပါသည်ထို့ကြောင့်လမ်းမတစ်လျှောက်တွင်ထိုင်ကုန်များကိုထပ်တိုးရန်စီစဉ်ရပါတော့သည်သို့တော်လည်းခမ်းအနားသည်အေးချမ်းစိတ်ငြိမ်စွာဖြင့်အစီအစဉ်တကျရှိလာပါသည်ကမ္ဘာငြိမ်းချမ်းရေးဤမီးရှူးတစ်ဆောင်အဖြစ်စီမီပူဇော်ခြင်းနှင့်မီးဘုံနှုတ်တင်ခြင်းကြောင့်ရရှိလာမည့်ကုသိုလ်ကိုခံယူရေးအတွက်လူတိုင်းဤကိုယ်နှင့်စိတ်ကိုစင်ကြယ်စေရန်မြန်မာဘာသာဖြင့်တရားတော်များရွတ်ဆိုနေသံများကအားကစားခန်းမတစ်ခုလုံးကိုပုံနှွှမ်းနေပါတော့သည်ထို့နောက်ထိုင်းနိုင်ငံဝက်ဖရာတမဂိုင်ကျောင်းမှကျောင်းထိုင်ဆရာတော်ပရထက်ယမဟာမုနိဆရာတော်ဤမြန်မာဘာသာဖြင့်တရားလမ်းညွှန်မှုအောက်တွင်ဗုဒ္ဓဘာသာဝင်တို့သည်၎င်းတို့၏စိတ်ကိုစင်ကြယ်စေရန်တရားထိုင်ခြင်းကိုပြုလုပ်ကုသိုလ်ယူကြပါသည်ဆရာတော်ဖရာဤတရားသံသည်လူတိုင်းအားမိမိစိတ်ကိုခန္ဓာကိုယ်ဗဟိုချက်တွင်တည်ငြိမ်တိတ်ဆိတ်စွာအာယုံပြုနိုင်ရန်ကူညီလမ်းပြပေးပါသည်ทิ้งดอกแต่ต้องแต่ตาไทยในเจ้าตีนิ่งตะเบียงเทมีโดอาทุอาทกอายังปิ้วจ่ายาโอมีอาแฉกตะคู่หมอคุณตะคู่แมวกรรมฐานอายงจ่ายาไหนดีคันดาโกเดบโหทานะเพียต่อวานใบอะไรไปไหนทวายမျိုးလေတွင်ယနေ့ကျင်းပသောထိုင်းမြန်မာဗုဒ္ဓဘာသာဝင်တို့၏ပူးပေါင်းဆောင်ရွက်မှုကြောင့်သာအောင်မြင်ပေါ်ထွန်းလာခြင်းဖြစ်ပါသည်အဆိုပါ
သမိုင်းဝင်အခမ်းအနားများသည်အလွယ်တကူဖြစ်တည်လာနိုင်သည့်အရာမျိုးမဟုတ်ကြပါရွှေဝယ်သီရိခမ်းမတွင်ပြုလုပ်သောယခုစီမီပူဇော်ပွဲသည်မြန်မာနိုင်ငံ၏စီမီတစ်ခုစီ၏လှပသောအလင်းရောင်များသည်ပေါင်းစည်းသွားပြီးနောက်မြန်မာနိုင်ငံ၏ဗုဒ္ဓသာသနာကိုထူးမြတ်လှသောသင်္ကေတအဖြစ်ပုံဖော်ပေးနေပါသည်ခမ်းမတွင်ပူဇော်ထွန်းညှိထားသောစီမီများသည်မြန်မာဗုဒ္ဓဘာသာဝင်တို့၏ဘာသာရေးကိုင်းဆိုင်မှုကိုထင်ဟပ်ပြနေသည်သာမကဗုဒ္ဓသာသနာအတွန်းရှိရေးအတွက်စောင့်ရှောက်ထိန်းသိမ်းရန်၎င်းတို့၏ထက်သန်သောစိတ်နှလုံးကိုပါဖော်ကျူးထင်ဟပ်ပြနေကြပါသည်အမျိုးပွဲချစ်ပါရမယ်ဆိုဘယ်တော့ခါမှလည်းမမြတ်လဲအောင်လို့ရှင်အခုလို့အတစားတဲ့ပွဲတော်ကြီးမှာလူစေရောကိုပါမြို့နိုင်ပြီးပေါက်ရတဲ့ရဟန်းကိုလည်းကျင့်နာမိပါလဲရှင်ပထမဆုံးမိညင်လိုက်တဲ့ခင်မှာစီလမအတိုင်းမသိကိုကျင့်နာမိပါလဲရှင်ပြီးတော့ရဟန်းလည်းပြောမိပါလဲရှင်နောက်ကြဆိုလည်းကျွန်တော်တို့အမျိုးပွဲလေးကျွန်တော်တို့နောက်ကြဆိုလည်းအမျိုးပွဲလေးကျွန်တော်တို့ဇက်တိုက်ကြည့်ပါတယ်ဒီမြန်မာနဲ့တိုက်ပူးပေါင်းပြီးတော့ထိုင်းနိုင်ငံရဲ့ဤပညာမြန်မာနိုင်ငံရဲ့ဒီအမျိုးကစီလုံးညီညွတ်မှုတွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဒီလိုပွဲကြီးအောင်ကျစ်ပါနိုင်တယ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာပထမဦးဆုံးကြိမ်ဒီဝေမြန်မာကျစ်ပါကြဖြစ်ပါတယ်အားကြောင့်မို့လို့ဝမ်းသာပီတီမစုပ်ပြရပါတယ်အများကြီးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ကတော့အမျိုးပွဲလေးကိုအခုဆိုတာပေါ့နော်ထားပြီးရလဲကြွယ်ဖြစ်နိုင်မယ်ဆိုတော့နောက်ထပ်တစ်ကြည်လောမျိုးကိုထားပြီးရလဲကြွယ်ကျစ်ပါအစီရှင်ရဲ့အမျိုးကျွန်တော်တို့တို့ရဲ့မှာလာပြီးရပေါ့တနိုင်ငံလောက်ရောပြီးတော့ထိုင်းနိုင်ငံရောလာပြီးတဲ့ဆိုစူပေါင်းပြီးတဲ့ဆိုချစ်ပါတော့ဒဝဲမျိုးမလဲကြော်ရဲ့ဆက်ကာလဲဖျားရဲကျွန်တော်တို့ဒဝဲမျိုးမဘာသာရေးခန္ဓာရေးကိုကြီးကြဲလုံးနိုင်နေဆိုတဲ့ဂုံလဲကြော်ရဲ့ပဝိရှိလာပေါ့နော်အမျိုးသားကိုတနိုင်ငံလောက်ရောထိုင်းနိုင်ငံရောပါပြီးရတော့အများကြီးအမျိုးခန္ဓာကိုနောက်တစ်ကြည့်လို့ချစ်ပါမယ်ဆိုတော့လဲကြော်ရဲ့အာဒါတရောပါဝင်ဆောင်ရွက်မယ်ဆိုတော့စန္ဒရှိပါဘူးယခုဘာသာရေးအခမ်းအနားအတွင်းလွတ်တင်လိုက်သောမီးပုံများကလည်းကမ္ဘာငြိမ်းချမ်းရေး၏မီးရှူးတစ်ဆောင်အဖြစ်ထဝယ်ကောင်းကင်ရဲ့တစ်ခုလုံးအပြည့်နေရာယူထားကမြန်မာဗုဒ္ဓဘာသာဝင်တို့၏ငြိမ်းချမ်းရေးလူလားပုံကိုကမ္ဘာအားဟောကျူးပြသနေပါသည်ပြန်လုံးလိုက်တော့အစာကတလုံးချင်းနှလုံးချင်းအဲ့လိုပဲတွေ့ရတာဟိုကတောင်းနေချီပြီးဆိုတော့အရင်အော်ကောင်းတာပဲစိတ်မီးတွေထဲမှာလည်းအဲ့လိုပဲမိဘလေးတွေလည်းလင်းလဲပြီးတော့တဲနေတယ်ဆိုတော့ရှိပဲလှမ်းမြော်ကြည့်လေးတော့လည်းအဲ့ဒါလားလဲတာနေတယ်ဆိုတော့မိဘနဲ့ဘယ်လိုကြည့်လို့ကောင်းလဲမှမသိဘူးမြတ်စွာဘုရားကိုချမ်းရနေတယ်လို့သွားခံစားမိတယ်တော့ကျွန်မရိုးရားဧည့်သည်နဲ့ group တို့အနေနဲ့လာတာပါဆိုတော့သူတို့ကနေစီစဉ်ပြီးတော့ရန်ကုန်တဝဲလာတာပေါ့နော်။ဒါပထမဆုံးချိန်ဒီကရိုးရားနဲ့မြန်မာရှိချီရေးပွဲလာတာအရန်နဲ့ပြောဖို့ကောင်းပါတယ်။အရန်ကြည်နူးပြီးတော့အရန်နဲ့ပြောဖို့ကောင်းပါတယ်ရှင်။နောက်ပိုင်းကျအောင်ရှင်နေဒီလိုမျိုးတွေလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။နောက်ဒီထက်မကဝတာနာပြန့်ပွားအောင်လုပ်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျမတို့ဒီ
ပေါ့အစီမီသူအခုကအမေနာမဲစီအိမ်မှာဆိုရှင်နဲ့ဖျားကုသိုလ်လုပ်တယ်ဥပုဆောင်တယ်အခုဆိုရှင်ဒီမျိုးပွဲလာရောက်တဲ့ခါကျတော့အရန်ကိုလည်းကုသိုလ်မျိုးကုသိုလ်တစ်ခုပေါ့လုပ်ခဲ့တယ်လို့ကျွန်မအမေနာပေါ့နော်တတိယနေမှာပါအလောကိုဝါသာပျော်ရွှင်ခြင်းမှုမေပေါ့ကျွန်တော်တို့ခုလဲပွဲဟာဘောဓဘာသာကဘာစီအောကျင်ကြလိုက်မပြောင်းတော့ကဘာတယ်မကတနိုင်ငံလုံးရှိတဲ့ဘောဓဘာသာထေရဝါဒဘောဓဘာသာဆက်ခပြပွားလောင်းလောက်ပဲလဲပွဲလဲဖြစ်သွားလူတဲ့ဘောဓဘာသာပေါ်မှာသေဝဲရကြီးကိုကွက်လာမှာတော့အမှန်ဖြစ်ပါကြောင်းအခုကျွန်တော်တို့အနေချောတော့အကုန်လုံးပေါ့နော်ကျွန်တော်နဲ့တွဲပြီးတော့လုပ်တဲ့volunteer တွေရောပြီးကျွန်တော်တို့ကိုယ်တိုင်ဝဲပြီးတော့ပေပပနဲ့နေမအားညမအားလို့တော့အခုဒီပွဲကိုကြည့်လဲတော့အမောလေးအကုန်လုံးအပန်းပြေသွားတာပေါ့နော်ကိုတော်လည်းကျွန်တော်တို့တအားကိုပဲပွားများမိပါတယ်ပေါ့But yeah, now I'm very aware that it's one of the biggest Buddhist festivals in this region, and it's drawn people from all over Myanmar have come here. Absolutely amazing and wonderful. It's just one of the most wonderful, uplifting experiences I've had on my travels in Asia and in Myanmar. If you looked up at the sky about 20 minutes ago, it was empty. You couldn't see anything, and now it looks like it's been filled with a new galaxy of stars. It's just one of the most beautiful things I've ever seen in Asia. Listen what you look at him. Time the Mimadi who let it don't want a bono. The Puerto Chick Camino, Naule, the low bear who are bono, and Monsieur letter with the Puerto di Lugome, Lubono, the Lacuni da Bono, the water Lacuni, the Watermagan Sadogina, the Puerto Volunteer Puerto, all low. Chizu two bad she bought the Jalubare. Tamagan Saroju, Lavadilu, Yanji, the Boygo. Myanmar ထိုင်းချစ်ကြီးအနေနဲ့မြန်မာနိုင်ငံမှာပထမဦးစွာပျော်ပျော်ရွှင်ရွှင်နဲ့အရန်စီကားတဲ့ပွဲကြီးကိုအတွက်မြန်မာဒါပထမဦးဆုံးချိန်ပွဲတော်ကျင်းပရေးကော်မတီရဲ့ဥက္ကဋ္ဌအနေနဲ့အရန်ဝမ်းမြော်တဲ့အကြောင်းပြောချင်ပါတယ်။အဲ့လိုပွဲတော်ကြီးကိုမြဲမြဲစစကျင်းပနိုင်အောင်ဆိုပြီးတော့လာရောက်ကူညီပေးတဲ့ဒါထိုင်းနိုင်ငံမှာရှိတဲ့တန်ခါများနဲ့တိုင်းနိုင်ငံမှာရှိတဲ့ volunteer များအားလုံးကိုလည်းကျွန်တော်တို့အနေနဲ့အရန်ကျေးဇူးတင်တယ်။မာလူမျိုးတို့ဤဘာသာတရားကိုင်းဆိုင်သောစိတ်သည်ဗုဒ္ဓဘာသာထွန်းကားသောဤဒေသတွင်ဗုဒ္ဓဘာသာကိုအတွန်းရှည်စွာတည်တံ့ပြန်ပွားစေနေပါသည်ယရနာသုံးပါးကိုရိုသေချစ်ခင်ခြင်းကြောင့်ကမ္ဘာအနေအနှံ့ရှိဗုဒ္ဓဘာသာဝင်တို့အားပေါင်းစည်းစေကယခုတစောင်းတိုင်းပွဲတော်နှင့်အခြားကုသိုလ်ပွဲတော်သုံးခုကိုထဝယ်မြို့နယ်တွင်အောင်မြင်စွာကျင်းပစေနိုင်ခဲ့ပါသည်။ယနေ့တွင်မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာဝင်များမှဗုဒ္ဓဘာသာ၏ကြီးမြတ်မှုအားကမ္ဘာသို့ထုတ်ဖော်ပြသနိုင်ခဲ့ပြီဖြစ်ပါသည်။ထဝယ်မြို့တွင်ယနေ့ကျင်းပခဲ့သောပွဲတော်များ၏အောင်မြင်မှုသည်ကမ္ဘာအရပ်ရပ်ရှိဗုဒ္ဓဘာသာဝင်များအကြားပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကိုဥပမာပြရုံများဖြင့်နမူနာကောင်းများပြသနိုင်ဖြစ်ပါသည်ထို့အပြင်ကြီးညိုသက်ဝင်ကြကုန်သောဗုဒ္ဓဘာသာဝင်များသည်ဘာသာသာသနာတော်အားအတွန်းရှည်တည်မြဲစေရန်ထိန်းသိမ်းကာဝယ်နိုင်ကြမည်ဖြစ်ပါတော့သည်